ယုံကြည်သူတွေဒူလက်တွေကခင်ပြရဲ့အမှုတော်ကိုအချိန်ရှိတော့ဒူပိတ်ဆက်ကစူးစားလို့ဆောင်မယ်နိုင်ငံတော်ဒီလောကလေးဒီထောင်နိုင်ဖို့ရန်တာတော်ကြီးထုံးလင်းတော့ပါစေမယ်ကိုရှင်နဲ့အတူသွားမယ်ဒီလောကလမ်းလေးမှာသုံးဆောင်ပါတဲ့အရာတိုင်းမှာလူတော်ဝန်ခံခြင်းနဲ့ရှင်သန်နေတဲ့ဒီကလာတာသူရဲ့အမှုတော်ကိုမြင်ရလက်တွေသူပဲစကားဒီတာနာဆုံးချစ်တာဆာလောင်နေတဲ့ခင်ရဲ့